အားလုံးပဲမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခု Transfer Window ရဲ့တကယ့်ကိုစိတ်ဝင်စားစရာအချိန်ရောက်နေတဲ့အချိန်မှာ Manchester United အသင်းကို Brentford ရဲ့တိုက်စစ်မှုဒါ Brian Mbeumo ကပြောင်းရွှေ့ကစားဖို့ဆန္ဒရှိကြောင်းတရားဝင်ထုတ်ဖော်အတီးလင်းပြောကြားလာပြီးတဲ့နောက်မှာဒီပြောင်းရွှေ့ကို United ကစတင်လှုပ်ရှားပြီးဖြစ်တယ်ဆိုတော့အသက်25နှစ်ရွယ်ရှိတဲ့ Cameroon တောင်ပန်ကစားသမားကိုUnited အပါဝင်ဒါလက်ရှိမှာထိပ်တန်းကလပ်တွေအားလုံးကစိတ်ဝင်စားနေကြတာဖြစ်တယ်ဒါအခုဒီကစားသမားကို Arsenal Newcastle Liverpool အပါဝင်ဒါ Tottenham Hotspur အသင်းတွေကခေါ်ချင်နေပေမဲ့ဒါ Brian Mbeumo ဟာနီးပြ Ruben Amorim ရဲ့စနီးစနစ်မှာအဝင်မယ်လို့ယုံကြည်လို့နံပါတ်10 row မှာရောနံပါတ်ဒါ wingers position မှာပါကောင်းကောင်းကစားနိုင်တဲ့အတွက် Man United ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတော့သူက David Ornstein ရဲ့ဖော်ပြချက်အရကျွန်တော် Manchester United ကိုပြောင်းခြင်းနဲ့ United သာသူ့ကိုခေါ်မယ်ဆိုရင်အားလုံးအသင်းဖြစ်နိုင်တဲ့အခြေအနေမျိုးရှိကြောင်းဝန်ခံလိုက်တယ်Brentford ကသူ့ကိုစာချုပ်တစ်နှစ်ပဲကျန်တယ်တစ်နှစ်ဆိုပေမဲ့တကယ်တော့ technically ရ2နှစ်ပေါ့လေတစ်နှစ် plus တစ်နှစ်ဘာလို့လဲဆိုတော့တစ်နှစ်က Brentford အသင်းကသူ့ကိုအလိုလျောက်ထပ်တိုးခွင့်သူထည့်သွင်းထားတယ်သူတို့သာတိုးချင်တယ်ဆိုတော့စာချုပ်ကတစ်နှစ်ကျန်တယ်2026ထိ2026ပြီးတာနဲ့အပူတစ်နှစ်ကလပ်ဘက်က option တွေနဲ့ထပ်တိုးတယ်ကလပ်ဘက်ကမတိုးချင်လဲမတိုးလို့ရတယ်ကစားမပိုင်တာမဟုတ်ဘူးကလပ်ဘက်ကအားပါချက်ဆိုတော့နှစ်နှစ်စာချုပ်ပုံစံမျိုးဖြစ်တယ်ဆိုတော့ Brentford ကလည်းဒါအသက်25နှစ်ရွယ်ရှိတဲ့ Cameroon တိုက်စစ်မှုအတွက်ပေါင်တန်း60လိုချင်တယ်ဆိုတော့ Sky Sport မှာဖော်ပြချက်ရ Manchester United အသင်းကဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ဒါသူတို့ဘက်ကစပြီးတော့စကားပြောဆိုနေပြီးဒါ Brentford အသင်းကိုတရားဝင်ဆက်သွယ်မှုမလုပ်ထားပေမဲ့ဒါအခု initial contract အနေနဲ့ initial ဒါ contact လုပ်ထားတယ်ဆိုတော့တရားဝင်ဆိုတာက negotiate ပြောင်းရွှေ့ခြင်းကိုဆွေးနွေးမှုမလုပ်သေးဘူးဒါပေမဲ့ Brentford ကိုငါတို့ Brian Mbeumo ကိုခေါ်ချင်တယ်စိတ်ဝင်စားမှုရှိတယ်ဒီစားမကိုခေါ်ယူဖို့သူတို့ဘက်ကစတင်လှုပ်ရှားမှုတွေပြုလုပ်ပြီးဆိုပြီးတော့ Brentford ကိုအသိပေးလိုက်တယ်ဆိုတော့ Man United အတွက်အဓိက challenge ကကစားမအချို့သူတို့ရောင်းရအောင်မယ် Manchester United ရဲ့နီးပြ Ruben Amorim က Alejandro Garnacho ရဲ့ဒါ fit မဖြစ်နိုင်တဲ့ဒီ system တဲ့ကြောင့် Brian Mbeumo ဟာကောင်းကောင်းအသုံးဝင်နိုင်မယ်လို့ Ruben Amorim ကယုံကြည်တယ်နောက်တစ်ခုကသူကိုယ်တိုင်ကလည်း10 row မှာရော force 9မှာရော winger right winger position မှာတော်တော်လေးအားကိုးရတဲ့ကစားမဖြစ်တယ်သူ့ရဲ့အရင်သွေးကအဓိကသူက Premier League မှာ pace တော်တော်ကောင်းတဲ့ကစားမဖြစ်ပြီးတော့ဒီကစားမကတကယ် quality ကစားမပဲဆိုတော့ United ကစပြီးတော့ဒီကစားမကိုဆက်သွယ်မှုပြုလုပ်ထားတယ် Brentford အသင်းကိုသူတို့ဘက်ကတန်း60ကိုသူတို့ရအောင်ညှိဖို့တော့လုပ်နေတယ်Brian Mbeumo ရဲ့တပတ်လောက်ခလာစာကတပတ်4000